ဒီနေ့သင်ခန်းစာထဲမှာတော့ quality ကောင်းတဲ့ဗီဒီယိုတွေထုတ်လို့ရတဲ့ Grow AI ကိုဘယ်လိုမျိုး free သုံးလို့ရလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့တော့ရင်တော့ကျွန်တော်တို့တွေ browser ထဲကိုတစ်ချက်ဝင်လိုက်မယ်ပေါ့နော် browser ထဲကိုရောက်ပြီဆိုရင်တော့ဒီတိုင်းလေးရိုက်ချလိုက်ပေါ့နော် Gemini Gen AI ဆိုပြီးတော့မှရိုက်ချလိုက်ပေါ့နော်ဒါက laptop နဲ့ဒီဖုန်းနဲ့အတူတူပဲပေါ့နော်ကျွန်တော်လက်ရှိဖုန်းလေးကအားကုန်နေလို့မို့ laptop လေးနဲ့လုပ်ပြတာပေါ့နော် laptop မှာရောဖုန်းမှာရောကဒါအတူတူပဲပေါ့နော်ဒီမှာဒီကောင်လေးနဲ့ဒီပုံလေးကိုမှတ်ထားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကိုတစ်ချက်ဝင်လိုက်ကြမယ်ပေါ့နော်ဒီကောင်ကလည်းစစသုံးချင်းမှာဒါကျွန်တော်တို့မှာရှိတဲ့ Gmail နဲ့ချိတ်ပေးရလိမ့်မယ်ဒီ Gmail ချိတ်တဲ့ဗီဒီယိုတွေကတော့ကျွန်တော်အရင်သင်ခန်းစာတွေမှာလည်းသင်ပေးထားပြီးသားဆိုတော့ဒီထဲမှာတော့ချိတ်မပြတော့ဘူးပေါ့နော်ကိုမှရှိတဲ့ကိုယ်အကောင့်နဲ့ချိတ်လိုက်ပေါ့နော်ချိတ်လိုက်ပြီဆိုရင်သူကဒီမှာဒီတိုင်းလေးမြင်ရလိမ့်မယ်ပေါ့နော်ဒီလိုလေးမြင်ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းမှာဆိုလို့ရှိရင်ဒီအပေါ်ဓာတ်တွေကိုမြင်ရမှာမဟုတ်ဘူးအဲ့တော့ကျတော့ဒီကဒီ Pro Studio ဆိုတာလေးကိုကျွန်တော်တို့တွေတစ်ချက်နှိပ်လိုက်ကြမယ်ပေါ့နော်အဲ့လိုနှိပ်လိုက်ပြီဆိုရင်သူကဒီမှာ Chatbot AI ရဲ့ Video Gen ရဲ့ Image Gen ဆိုတာလေးရှိလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီက Video Gen ဆိုတာလေးကိုတစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော်ရွေးပြီးသွားပြီဆိုရင်ဒီအောက်လေးကိုနည်းနည်းလေးဆွဲချလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာ Video 3လည်းသူက free သုံးလို့ရတယ် Grow လည်း free သုံးလို့ရတယ်ဒီ Meta AI လည်းသုံးလို့ရမယ်လို့ပြောတယ်နောက်ပိုင်းကျရင်တော့ဒီ Clean မှာသုံးလို့ရအောင်မယ်လို့ပြောထားသေးရပေါ့နော်အဲ့တော့ကျွန်တော်တို့က Grow နဲ့သုံးပါဆိုတော့ဒီက Grow ကိုတစ်ချက်ရွေးပေးလိုက်မယ်ပေါ့နော်ရွေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်လေးကိုနည်းနည်းလေးလာမယ်ပေါ့နော်လာပြီးရင်ဒီမှာကျွန်တော်တို့ prompt ထည့်ကြမယ်ပေါ့နော်အဲ့တော့ prompt ကနှစ်မျိုးထည့်လို့ရတယ်ပထမတစ်မျိုးနဲ့ကျွန်တော်စမ်းပြမယ်ပေါ့နော်ကျွန်တော်တို့အဲ့တော့ prompt ကတော့ကြိုပြီးတော့မှရေးထားလိုက်ပေါ့နော်ဒီ ChatGPT ထဲမှာပေါ့နော်ဒီမှာကျွန်တော်အရင်စမ်းပြမယ်ဒီဓာတ်ပုံပေါ့နော်ဓာတ်ပုံကနေဗီဒီယိုပြောင်းတဲ့ prompt ပေါ့နော်အဲ့တော့ ChatGPT မှာကျွန်တော်တို့လုပ်ချင်တဲ့ပုံပို့ပြီးတော့မှဒီပုံအတွက်ဗီဒီယို prompt ရေးပေးပါပေါ့နော်ဒါကတော့ဒီ prompt ရေးနည်းတွေကိုကျွန်တော်အရင်သင်ခန်းစာတွေမှာသင်ပေးထားတာလေးတွေရှိရပေါ့နော်အဲ့ဒါလေးတွေသွားပြီးတော့မှကြည့်လိုက်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီစာလေးကို copy ယူခဲ့လိုက်မယ်ပေါ့နော်copy ယူပြီးရင်ခုနတည်းကိုပြန်သွားမယ်ပြီးရင်ဒီမှာ prompt ရေးမဲ့နေရာလေးရှိနေမယ်ပေါ့နော်ဒီနေရာလေးပေါ့နော်ဒီထဲကိုတစ်ချက်လာပြီးတော့မှခုနယူလာတဲ့ prompt လေးကိုကျွန်တော်တို့တွေထည့်လိုက်ကြမယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်တို့ဒီက select image ဆိုတဲ့ဟာလေးရှိနေမယ်ပေါ့နော်အဲ့ကောင်လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီမှာ select file ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာမှာကိုဖုန်းထဲမှာကိုဓာတ်ပုံကနေဗီဒီယိုလုပ်ချင်တဲ့ဓာတ်ပုံလေးဒီထဲမှာထည့်ပေးလိုက်မယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအောက်လေးကိုနည်းနည်းလေးလာမယ်လာပြီးရင်ဒီမှာပေါ့နော်တစ်ချက်ဒီနေရာလေးမှာစစ်ကြည့်ခဲ့လိုက်ပေါ့နော်ဒီမှာ grow ပေါ့နော် grow ကိုကျွန်တော်တို့ free ပေးတာဆိုတော့ဒီမှာတစ်ချက်နှိပ်ကြည့်လိုက်ပေါ့နော်ဒီမှာ grow 3 free ဆိုတာရှိလိမ့်မယ်ဒါလေးကိုကျွန်တော်တို့ရွေးခဲ့လိုက်ပေါ့နော်အဲ့ကျွန်တော်တို့ဒီမှာပေါ့နော် site တွေမျိုးစုံရွေးလို့ရတယ်အဲ့ကျွန်တော်တို့ကဘယ်အတွက်လုပ်မှာလဲပေါ့နော် TikTok အတွက်လုပ်မှာဆိုရင်ဒီက TikTok site လေးကိုကျွန်တော်တို့ရွေးပေးလိုက်ပေါ့နော် YouTube အတွက်ဆိုရင်ဒီဘက်ကဟာလေးပေါ့နော်ပြီးရင်ဒီ quality ပေါ့နော် quality မှာလည်းဒီမှာ920ဒီရတယ်ဒါပေမဲ့ကျွန်တော်480နဲ့ပဲထုတ်တယ်480လဲ quality လေးကကောင်းတယ်ပေါ့နော်ဒီ920ကျတော့ဗီဒီယိုထုတ်တာအရင်ကြာသွားမှာစောင့်ရတာပေါ့လေအဲ့တော့ဒါလေးတွေကျွန်တော်တို့တွေအားလုံးစစ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ကိုလာမယ်ဒီကပေါ့နော်ဒီမှာ generate white cross ဆိုတာလေးကိုကျွန်တော်တို့ချက်နေလိုက်မယ်အဲ့တော့ဒီမှာတခုသိထားမှာက credit card ဒီမှာကျွန်တော်တို့တွေရှိတာ10ကတ်ရှိရပေါ့နော်သို့တော့ဒီမှာတော့0ပဲကုန်တယ်ပေါ့နော်0ဆိုတော့ကျွန်တော်တို့တွေဒါ free လုပ်လို့ရပါပေါ့နော်အဲ့တော့ဒီက generate ဆိုတာလေးကိုကျွန်တော်တို့ချက်နေလိုက်မယ်အဲ့တော့ဒီကောင်ဗီဒီယိုလိုတိုင်းမှာဒီနေရာရောက်လို့ရှိရင် verify လေးစစ်တယ်ပေါ့နော်ဒါလူအစစ်လားဒါမှမဟုတ် bot တွေနဲ့လုပ်နေရလဲဆိုတာလေးစစ်တယ်အဲ့တော့ဒါလေးပေါ်လာရင်ကျွန်တော်တို့တွေခဏဆောင်ပြီးတော့မှအမှန်ကြီးလေးထည့်ပေးလိုက်မယ်ပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်တို့အဲ့နေရာမှာလေအမှန်ကြီးလေးထည့်ပြီးသားရင်ဒါရပြီပေါ့နော်လက်ရှိကကျွန်တော်ဒီမှာ line ကတော်တော်ကျနေရဆိုတော့လုပ်လို့ကမရဘူးပေါ့နော်ကျွန်တော်လုပ်ထားပြီးသားဟာလေးတွေဒီဘက်မှာတစ်ချက်ပြပေးမယ်ပေါ့နော်ဒီက history ထဲမှာရှိတယ်တစ်ချက်ပြပေးမယ်ပေါ့နော်လက်ရှိက wifi line ကတော်တော်လေးကိုစုံနေတာဆိုတော့ကျတော့အစင်ကပြေးမနေဘူးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အခုလိုမျိုးဒီလိုဗီဒီယိုဖိုင်လေးတွေဒါထွက်လာလိမ့်မယ်ပေါ့နော်ဒါမျိုးလေးတွေရလာမယ် history ကနေသွားပြီးတော့မှစောင့်ကြည့်မယ်ဆိုရင်လည်းရတယ်ပေါ့နော်အဲ့တော့ဒီလိုပေါ်လာရင်ဒါဖုန်းမှာလည်းအတူတူပဲပေါ့နော်ကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ဗီဒီယိုဖိုင်ကိုနှိပ်ရင်ဒီမှာပေါ့နော်download ဆိုပြီးတော့မှအများလေး outside နေရာလေးတွေ့လိမ့်မယ်ဒါလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်လာပြီပေါ့နော်ဒါကတော့ကျွန်တော်မနေ့ညတညတည်းထုတ်ထားတဲ့ဗီဒီယိုဖိုင်တွေပေါ့နော်အဲ့တော့ဒါကကျွန်တော်ဒီဓာတ်ပုံကနေဗီဒီယိုပြောင်းတဲ့ဟာကိုလုံးပြီးပြောပြသွားခဲ့တာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဓာတ်ပုံမလိုတော့ဘူးဗျာတန်းပြီးတော့မှဗီဒီယိုလုပ်မှာပေါ့နော်အဲ့ဒီတော့လည်းကျွန်တော်ဓာတ်ပုံထည့်စရာမလိုပဲနဲ့ပရုံရေးလိုက်တာနဲ့ဗီဒီယိုတန်းထုတ်ပေးတဲ့ဟာလုံပြီးတင်ပေးဘူးသေးရပေါ့နော်အဲ့ဒီ AI ကလပ်ထဲမှာပဲအပေါ်မှာပြန်ပြီးတော့မှကြည့်လိုက်ဒီတကြံနဲ့ပတ်သက်တဲ့ဟာလေးနဲ့တူတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ Grow AI မှာဗီဒီယိုထုတ်ဖို့ဗုဒ္ဓပရုံ30ရေးပေးပါလို့ခိုင်းလိုက်တာပေါ့နော်ဒီလိုဟာမျိုးကြတော့ကျွန်တော်တို့တွေကဒါဘာမှမလိုတော့ဘူးပေါ့နော်ဒီကစာလေးကိုကျွန်တော်တို့ copy ယူလိုက်အောင်ပဲဗျာဒီဓာတ်ပုံတွေပါတွေထည့်စရာမလိုတော့ဘူးပေါ့နော်ဒီကစာလေးကိုကျွန်တော်ဒီမှာတစ်ချက် copy ယူလာခဲ့လိုက်မယ်ပေါ့နော်ဒါလေး copy ယူလာရင်ခုနတည်းကိုပြန်သွားမယ်ပေါ့နော်ပြန်သွားပြီးရင်ဒီက studio တွေကိုသွားမယ်ပြီးရင်ဒီမှာပေါ့နော်ဒီပထမစာလေးကိုကျွန်တော်တို့တွေဖြတ်လိုက်ကြမယ်ပေါ့နော်ပြီးရင်အခုယူလာတဲ့ prompt လေးကိုကျွန်တော်ဒီမှာထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဓာတ်ပုံလည်းထည့်စရာမလိုတော့ဘူးပေါ့နော်ဓာတ်ပုံရှင်တော့ဓာတ်ပုံရွေးတာကဓာတ်ပုံမလိုတော့ဘူးပေါ့နော်ဓာတ်ပုံမလိုဘဲနဲ့လုံးမှာဆိုတော့ကျန်တဲ့ဒီ site တွေပါလေကျွန်တော်တို့တွေအကုန်လုံးရွေးလိုက်ကြမယ်ရွေးပြီးရင်ဒါလေးကိုနှိပ်လိုက်ပေါ့နော်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ verify လုပ်ခိုင်းလိုက်မယ်အမှန်ကြီးလေးထည့်ပေးရမှာပေါ့နော်အဲ့ဒါလေးထည့်ပေးလိုက်ပြီဆိုရင်တော့ဒါကျွန်တော်တို့အရင်လိုမျိုးပဲ Grow ကိုfree သုံးလို့ရအောင်ပါပေါ့နော်ဒီကောင်မှာတကူမကောင်းတာပါလဲဆိုရင်ကျွန်တော်တို့အရင်တော့ဆိုရင်တော့ဒီ prompt တွေပါလေရေးစရာမလိုတော့ဘူးပေါ့နော်ဓာတ်ပုံလေးထည့်ပေးလိုက်တာနဲ့တန်းပြီးတော့မှသူဒီဗီဒီယိုဖိုင်တန်းထုတ်ပေးရဆိုတော့ကျွန်တော်တို့က
တော်တော်ကြီးအဆင်ပြေတယ်အခုကတော့ပရုံလေးနည်းနည်းပါးပါးရေးရတယ်ဆိုတော့နည်းနည်းလေးတော့အလုပ်ရှုပ်တယ်ဒါပေမဲ့လည်းအဲ့ဒီပရုံကကျွန်တော်တို့ Gemini ကိုပဲဖြစ်ဖြစ် ChatGPT ကိုပဲဖြစ်ဖြစ်ရေးခိုင်းလိုက်မယ်ဆိုရင်တော့ဒါအလုပ်ကတော့မရှုပ်တော့ဘူးပေါ့နော်လက်ရှိတော့ဒီမှာပေါ့ဗျာနော်ကျွန်တော်ဟုတ်တယ်ဗျာဟိုက limit ကြောင်းမှုမဟုတ်ဘူးเนาะ Wi-Fi error ကြောင်းမှုပေါ့နော်ဒီမှာရသွားပြီပေါ့နော်ဒီမှာဒါမျိုးလေးသွားနေလိမ့်မယ်ဒီကောင်လေးပြအောင်ကျွန်တော်တို့တွေတစ်ချက်စောင့်လိုက်ကြမယ်ပေါ့နော်ဒီကောင်မှာကဒီမှာကျွန်တော်ခုနကတော့ဒီ site ရွေးခဲ့တဲ့ဟာပေါ့နော် quality site ကိုကျွန်တော်တို့ကဒီမှာ480နဲ့ပဲထားတာပေါ့နော်480လေဒီမှာ quality ကမညံဘူးပေါ့နော်ဒီလောက်နဲ့ပဲထုတ်ပါလို့ဆိုတော့ဒီကောင်ကလေနည်းနည်းလေး free သမားဆိုတော့ကြတော့စောင့်ရတာရမ်းကြတယ်920ဆိုနေဆိုရင်ကျွန်တော်တို့တော်တော်ကြီးကိုကြာမှာပေါ့နော်ဒါကြောင့်မို့480နဲ့ပဲထုတ်တာ line ကောင်းရင်ကတော့မြန်တယ်နောက်ပြီးလူသုံးနေနေတဲ့အချိန်ပေါ့နော်မင်းညတော့ကျွန်တော်က7နှစ်လောက်ထုတ်တာဆိုတော့じゃတပုတ်တပုတ်ကို10မိနစ်လောက်တော့မကြာဘူးပေါ့နော်စက္ကန့်20 30အတွင်းမှာထုတ်ပေးတယ်အခုလည်းမကြာဘူးပေါ့နော်ဒီမှာတွေ့လားဒါဆိုရင်ဒါပြီးသွားပြီဗျာဒီကောင်ကြီးကလေဒီမှာ line ကြောင်မို့တော့ကျွန်တော်တို့ကြာနေတာအဲ့တော့ဒီမှာ go to history ကိုနှိပ်ပြီးတော့မှသွားကြည့်လိုက်မယ်ပေါ့နော်ဒီမှာဒီနေရာလေးမှာခဏဆောင်လိုက်ဒီမှာဆိုရင်ဒါချက်ချင်းတန်းပြီးရလာပြီပေါ့နော်ဒါကျွန်တော်ဓာတ်ပုံလုံးဝမလိုဘူးဒီမှာပရုံလေးပဲပေါ့နော်စာလေးထည့်ပေးလိုက်တာနဲ့သူကသူတန်းပြီးတော့မှဗီဒီယိုဖိုင်ရလာတာပေါ့နော်ဖုန်းနဲ့လက်တော့နဲ့ပေါ်နေတဲ့နေရာတွေအတူတူပဲပေါ့နော်ဒီမှာ download ဆိုပြီးတော့မှခလုံးမဲရောင်လေးရှိလိမ့်မယ်ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါဒီဗီဒီယိုဖိုင်ကကျွန်တော်တို့ဖုန်းထဲကိုရောက်လာမှာပဲပေါ့နော်လက်ရှိမှာကျွန်တော်တို့က quality ကောင်းတဲ့ဗီဒီယိုတွေကိုရချင်သေးတယ်ဆိုရင် Grok ကိုအခုချိန်ဒီနီလန်လေးနဲ့ free သုံးပြီးလို့ရသေးတယ်ဆိုတာလေးကိုလာရောက်သင်ကြားပေးတာပဲဖြစ်ပါတယ်ခင်ဗျာ